ကျောင်းသားတာကိုလည်းထိုင်ပြီးတော့ကြည့်လို့ရတယ်ဘာလို့လဲဆိုတော့ဒီရှိမှာအကြောင်းရှိရဆိုတော့မနေ့ကဆိုကလေးတွေကျောင်းသွားတယ်အနန္ဒစီနာစေရီတော်ဒီဖျားအခုမှတည်ထားမှာဟိုးအရင်တည်းကဘယင်နေလက်ထက်တည်းကရှိရဖျားတဲ့သမိုင်းကြောင်းတော့တေချာကိုလည်းမသိဘူးပေါ့နော်ဒါပေမဲ့ဒီနားမှာနေတဲ့လူတွေကပြလူသူအရောက်ပေါက်နေပြီနဲ့ဟိုဖះတကိုးကြီးတယ်ဆူတောင်းပြေးတယ်အဆောင်ရှောက်တွေလည်းရှိတယ်ဟိုတိတာဒီမြင်ကွင်းလေးကိုကြည့်လို့မဟုတ်ဘူးဒီနားလေးကနေအားတဲ့ချိန်ဆိုဒီနားကိုလာပြတယ်ကားကြီးဒီကားကြီးရဲ့ကြတော့အမြန်လမ်းကိုတက်တာအမြန်လမ်းကိုတက်တဲ့ကားကြီးလာတဲ့အချိန်ကျရင်တော့နည်းနည်းနားကြီးတာပေါ့နော်ထိမ်မန်းနေလည်းမနှဲပွင့်နေဒါပါပဲတသားပါရှင်